IT man ပြောပြမယ်ရုံးမှာမီးပြက်ပြီးပြန်လာတဲ့အခါ printer နဲ့ computer တွေချိတ်မရတော့ပဲဖြစ်ဘူးလားအဲ့ဒါ IP address တွေပြောင်းသွားလို့ပါကွန်ပျူတာတွေက printer ကိုရှာတဲ့အခါ IP address နဲ့ရှာတာပါပုံမှန်ဆိုရင် router ကနေ IP တွေကိုခဏခဏပြောင်းပေးတတ်ပါတယ်ဒါကြောင့် printer နဲ့ server တွေကို IP အသေး static IP သတ်မှတ်ပေးထားရပါမယ်စက်ပစ္စည်းတွေကိုစနစ်တကျနံပါတ်စင်တွေ IP တွေသတ်မှတ်ပြီးမှတ်တမ်းတင်ထားတဲ့အလေးကျင့်ရှိရင်ညီလေးတို့ရုံးဟာအမြဲအဆင်ပြေနေမှာပါ router ရဲ့ DHCP စနစ်ထဲမှာ printer အတွက် IP တစ်ခုကိုတီးတန့်တော့ခတ် reserve ထားလိုက်ခြင်းဖြင့်မိဘနှခပြက်ပြက် printer ရဲ့ IP ဟာပြောင်းလဲမသွားတော့ပါဘူးအားတာချက်ကတော့ချိတ်ဆက်မှုအမြဲတည်ငြိမ်ပြီးဆက်တွေရှာမတွေ့တဲ့ပြဿနာမရှိတော့တာဖြစ်ပြီးအားနည်းချက်ကတော့ဆက်အသစ်တွေထပ်တိုးရင် IP ညှိ conflict မဖြစ်အောင်စနစ်တကျဆင်းရဲလုပ်ထားဖို့လိုအပ်တာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူက line မမိရင် driver တွေအသစ်ပြန်တင်နေချိန်မှာညီလေးက IP လိပ်စာလေးကိုပြန်စစ်လိုက်ရုံနဲ့ပြဿနာကိုချက်ချင်းဖြေရှင်းနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်